welcome back the Fitness and Tarot page ကနေပြီးတော့ Fitness ပြန်လေးကြိုဆိုပါရစေ Fitness ပြီးခဲ့တဲ့လကတော့ monthly love reading လေးတွေကိုမလုပ်ပေးဖြစ်ဘူး Fitness ခရီးလေးတစ်ခုထွက်လိုက်လို့ပေါ့နော်ဒီလကတော့ Fitness တက်နိုင်တဲ့လောက်ပြန်ပြီးတော့လုပ်ပေးမယ်လို့တော့စဉ်းစားထားတယ်အခုဗီဒီယိုလေးကတော့ပထမအဦးဆုံးအနေနဲ့ Zodiac sign Aries ရာသီပွားအတွက် Fitness က July လတစ်လစာအခြေ love reading လေးဟောပြောပေးသွားမှာဖြစ်ပါတယ် Fitness ရဲ့ reading တွေမှာထုံးစံအတိုင်းပဲနှစ်ပိုင်းပါမှာပေါ့နော်ပထမတစ်ပိုင်းကတော့ single လေးအတွက် reading ဖြစ်မယ်ဒုတိယတစ်ပိုင်းကတော့ relationship လေးအတွက် reading ဖြစ်မယ်ပေါ့နော်အဲ့တော့ relationship reading ဆိုတော့ညာလေဒုတိယတစ်ပိုင်းကိုလက်ရှိမှာ single လေးတွေကိုယ့်ဘက်မှာတစ်ဖက်ပတ်သက်နေတဲ့သူရှိတယ် dealing person ရှိတယ်ဆိုတော့ single လေးတွေကဆက်ပြီးတော့ကြည့်သွားမယ်ဆိုရင်လည်းကြည့်သွားလို့တော့ရတယ်ပေါ့အဲ့တော့ပထမဦးဆုံး Fitness တို့ single လေးအတွက် July လတစ်လစာ love reading ကြည့်မယ်ပေါ့နော် single reading မှာတော့ Fitness ကြည့်ပေးနေကြပုံစံအတိုင်းပဲပေါ့လက်ရှိcurrent love energy နောက် X ရဲ့ energy crush ရဲ့ energy နောက် situationship ရဲ့ energy နဲ့ July လမှာဘာတွေဆက်ဖြစ်မလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ single love reading ကိုလုပ်ပေးသွားမှာပါအဲ့တော့ပထမဦးဆုံး Aries ရာသီပွား single လေးအတွက် July လတစ်လစာမှာလက်ရှိပေါ့နော် current love energy ကိုကြည့်တဲ့အခါမှာကြာလာတဲ့ကတ်က two of swords ကတ်ကြတယ်နောက်တစ်ခုကကြတော့ strength ကတ်ကြတဲ့အတွက်ကြောင့်ကိုကလေလက်ရှိမှာအခြေအနေနဲ့ပတ်သက်လို့ရှင်နည်းနည်းလေးတွေးဝေနေတဲ့အခြေအနေတစ်ခုဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဥပမာကိုဒီလူတစ်ယောက်ကိုသဘောကျတယ်ဆိုရင်တော့အဲ့ဒီလူကကိုယ်စိတ်တိုင်းကြမှာဖြစ်ပါမလားပေါ့နော်ကိုလိုချင်တဲ့ပုံစံကွက်ထဲမှာဝင်ပါမလားဆိုပြီးနည်းနည်းလေးတော့ ego ဘက်ကိုနည်းနည်းရောက်နေတယ်လို့တော့မြင်တယ် Fitness တွေရတဲ့လောက်လေအဲ့လိုမျိုးမဟုတ်ရင်လည်းကိုအခြေအနေနဲ့ပတ်သက်လို့ရှင်ကိုကပို့ပြီးတော့ပဲအခုထပ်ပို့ပြီး strong ဖြစ်အောင်ကိုတယောက်တည်းပဲတောက်ပနေရမှာလားဒါမှမဟုတ်တခြားသူရဲ့အပြုစုအယူရအကျဉ်းသားလေးတွေနဲ့ချစ်ချင်းမြတ်တာလေးတွေနဲ့ပဲသွားတင်တာလားဆိုတာကိုဝေခွဲမရဖြစ်နေတဲ့အနေအထားမျိုးလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်အဲ့တော့Aries လေးတွေရဲ့ X ရဲ့ energy ပေါ့နော် X ရဲ့ energy ကို Fitness တို့ကြည့်တဲ့အခါမှာကြာလာတဲ့ကတ်က Ace of Swords ကကြတယ်နောက်တစ်ခုက Seven of Pentacles ကကြတဲ့အတွက်ကြောင့် Aries လေးတွေဒီ July လထဲမှာပေါ့နော်ကိုယ့်ရဲ့ X နဲ့ပတ်သက်ပြီးအဆက်အသွယ်တွေပြန်ပြီးတော့မျှော်လင့်လို့တော့ရတယ်အဆက်အသွယ်ပြန်ဝင်လာနိုင်တယ်ပေါ့နော်ဒါပေမဲ့တစ်ခုလေးသတိထားဖို့ကကိုယ့်ဘက်ကနေပြီးတော့အတင်းလိုက်ပြီးတော့ offer လိုက်လုပ်တာမျိုးတွေအတင်းလိုက်ဆက်သွယ်တာမျိုးတွေတော့မလုပ်သင့်သေးဘူးလို့ပဲ Fitness အကြံပေးရမှာပေါ့နော်ဟိုဘက်ကဆက်သွယ်လာတာဆိုလို့ရှင်လဲကိုကအရန်ကြီးပေါ့နော်ဒီလိုသာသဘောကျတယ်ဆိုရင်အင်တင်အရန်မလုံးနဲ့ပဲရန်မများနဲ့မာနတွေအရန်တင်းမခံနဲ့ပေါ့နော်မဟုတ်ဘူးဆိုရင်ဟိုကဆက်သွယ်လာတယ်ကိုကတင်းခံလာရင်ဟိုကပြန်ထွက်သွားတယ်အဲ့ဒါသတိထားပါကိုဘက်ကသူ့ဘက်ကမဆက်သွယ်ဘူးဆိုလဲကိုကအတင်းလိုက်ဆက်သွယ်တာမျိုးတော့မလုံးနဲ့ကိုဘက်ကပဲ manifest လုပ်နေပေါ့နော်တစ်ဖက်လူဘက်ကဆက်သွယ်လာအောင် manifest လုပ်နေတာမျိုးကတော့ပိုပြီးတင့်တော်တယ်အဆက်သွယ်လေးကတော့မျှော်လင့်လို့ရတယ်လာထဲမှာတော့ပါတယ်ရာနှုန်းပြည့်မဟုတ်ပေမဲ့ chance လေးတော့ရှိတယ်ပြောရမယ်အဲ့တော့ crush ရဲ့ energy ပေါ့နော် crush ရဲ့ energy ကိုကြည့်ရတဲ့အခါမှာ crush ကကြတော့ကြည့်တဲ့အခါမှာ Ten of Cups နဲ့ Ace of Pentacles ကကြတဲ့အတွက်ကြောင့် crush နဲ့ကိုနဲ့ကြားထဲမှာကလေအခွင့်အလမ်းတွေပေါ်လာတတ်တယ်ဥပမာစကားပြောဖို့အခွင့်အလမ်းလေးရလိုက်တာတို့အပြင်မှာတွေ့ဖို့အခွင့်အလမ်းလေးတွေပေါ်လာတာတို့ပို့ပြီးရင်းနှီးဖို့ chance လေးတွေရသွားတာတို့เนาะအဲ့လိုမျိုးလေးတွေမျှော်လင့်လို့ရတဲ့အနေအထားလေးဒီ July လထဲမှာအခွင့်အလမ်းပေါ်လာတတ်တယ်ဒီအခွင့်အလမ်းကိုတော့ကိုကအမိအရအသုံးချတတ်ဖို့တော့လိုတာပေါ့လေတခုတော့ရှိတာက crush ဒီတကယ်ကို single ပဲလားသူ့မှာပတ်သက်နေတဲ့သူတွေပါရှိလားเนาะမိသားစုရှိနေတဲ့သူလားဒါမှမဟုတ်ချစ်သူရှိနေတဲ့သူလားเนาะပတ်သက်နေတဲ့တစ်ဖက်မှာဒိတ်နေတဲ့သူရှိတဲ့သူလားဒါကတော့တစ်ချက်လေးကိုလေးလာစုံစမ်းကြည့်ဖို့တော့လိုအပ်တယ်ပေါ့เนาะဒါကတော့တစ်ပိုင်းပေါ့နောက်တစ်ခုကတော့ခုန Fitness ပြောတဲ့အခွင့်အလမ်းလေးတွေကတော့ပေါ်လာနိုင်တယ်ပေါ့အဲ့တော့situationship ပေါ့နော် situationship ဆိုတာတော့လက်ရှိမှာကိုနဲ့သူနဲ့ကြားတဲ့အခြေအနေကဘာမှမသိတဲ့ခေါင်းစဉ်အောက်မှာရောက်နေတဲ့လူတွေအတွက်ပေါ့နော်အဲ့ဒီလူတွေအတွက်ကတော့ဒီလနည်းနည်းသတိထားရမယ်အခြေအနေထဲမှာပါတယ်တယောက်နဲ့တယောက်ကြားထဲမှာအထင်မြင်လွဲတာတွေနော်cheat လုပ်တဲ့ကိစ္စလေးတွေအရန်ကြီးတစ်ဖက်လူနဲ့ကိုနဲ့ကြားထဲမှာမသိထားသေးတဲ့ကိစ္စလေးတွေဘူးပေါ်သလိုပေါ်လာတာမျိုးလေးတွေကြောင့်မလို့ဒီဆက်ဆံရေးကအခက်မသိရင် ending ဖြစ်သွားနိုင်တယ်အပိသက်ပြတ်သွားနိုင်တယ်ဆိုတဲ့အနေအထားမျိုးလောက်အထိပေါ့နော်ဖြစ်သွားနိုင်တာမျိုးတွေ့တဲ့အတွက်ကြောင့်မလို့ဒီလထဲမှာ situationship ဖြစ်နေတဲ့သူတွေအတွက်ကတော့အနည်းငယ်သတိထားရမယ်ကာလထဲမှာတော့ပါပါတယ်တစ်ဖက်လူမသိအောင်ကိုဘာမှသိပြီးတော့ဒီလိုသာကိုတကယ်သဘောကျရဲဆိုရင်တစ်ဖက်လူမသိအောင်ကိုရန်ကြီးရှောက်မလုပ်တာကောင်းတယ်ပေါ့နော်အဲ့တော့နောက်တစ်ခါဒီ July လထဲမှာ single လေးတွေရဲ့ love energy ဘာတွေဆက်ဖြစ်နိုင်လဲဆိုပြီးကြည့်တဲ့အခါမှာကြတော့ကြာလာတဲ့ကတ်တွေအရာက Five of Cups ကကြတယ်နောက်တစ်ခုက Two of Cups ကကြတဲ့အတွက်ကြောင့်ကိုကလေဒီလထဲမှာတကယ် base of the deck ကလည်း Ten of Pentacles ကကြတဲ့အတွက်ကြောင့်ဒီလမှာကတကယ်ဆိုချစ်သူရည်စားရလာဖို့ chance ကတော်တော်လေးများတာပေါ့နော်ကိုသာလက်ခံလိုက်ရင်
ကိုဘွားထဲမှာချစ်ချင်းမြတ်တာကိုလက်ခံဖို့အစဉ်သင့်ဖြစ်သွားပြီ energy ရလည်းအစဉ်သင့်ဖြစ်သွားပြီစိတ်ပိုင်းဆိုင်ရာအရလည်းလက်ခံနိုင်သွားပြီဆိုရင်ဒီလကsingle life ကနေကျွတ်မဲ့လမျိုးဖြစ်တယ်ပေါ့ဒါပေမဲ့တခုရှိတာဒီလထဲမှာတဲ့ Aries လေးတွေကလိုတာမရတာမလို့ပေါ့နော်ကိုကလိုချင်တာတခုကိုလာကြိုက်တာတယောက်အဲ့လိုမျိုးတော့ဖြစ်တတ်တယ်ပေါ့နော်ကိုကိုကြိုက်နေတဲ့သူကိုနားမှာတန်ဖိုးထားမဲ့သူတွေကိုကြတော့ကိုကမမြင်ဘူးအဲ့လိုမဟုတ်ဘဲနဲ့ကိုမရနိုင်တဲ့သူမဖြစ်နိုင်တဲ့သူကိုတိတ်မကြိုက်တဲ့သူအဲ့လိုမျိုးမှာကိုကတန်းတန်းဆွဲဖြစ်တတ်တဲ့ကာလထဲမှာလည်းပါတယ်လို့တော့ Venus ကတော့မြင်တယ်အဲ့တော့ဘယ်လိုလူမျိုးရွေးချယ်မှာလဲဆိုတာတော့သူကကိုစဉ်းစားဆုံးဖြတ်ပေါ့ဒါပေမဲ့ချစ်သူရေးသားရဖို့ chance ကတော့တော်တော်လေးများတယ်မစိုးဘူးဆိုတဲ့ကာလထဲမှာပါတယ် FA တွေเนาะ FA ဘွားကျွတ်မဲ့เนาะကာလတစ်ခုတော့ဖြစ်ပါတယ်အဲ့တော့ဟုတ်ပါပြီ Venus တို့ဒုတိယတစ်ပိုင်း relationship reading ကိုဆက်ကြည့်မယ်ပေါ့နော်အဲ့တော့ relationship reading ကတော့ Venus ပြောရှေ့မှာလည်းပြောခဲ့တယ် single လေးတွေလည်းဆက်ကြည့်မယ်ဆိုကြည့်လို့ရတယ်ပေါ့နော်အဲ့တော့စရအောင် relationship reading ကို Venus ကဘယ်လိုကြည့်မလဲဆိုတော့ကိုယ့်ဘက်ကနေပြီးတော့အရင်ဦးဆုံးတစ်ဖက်လူပေါ်မှာဘယ်လို feeling ရှိနေလဲဆိုတာကြည့်ရတဲ့အခါမှာကြာလာတဲ့က3 of coins ကကြတယ်9 of swords ကကြတော့ကိုကလေဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့ stress များနေရတဲ့ကာလတွေမှာပါတယ်ပေါ့နော် base of the deck က10 of wands ကကြရတဲ့အတွက်ကြောင့်တချို့တွေဒီဆက်ဆံရေးမှာငါလွှတ်ချလိုက်ရမှာတော့လွှတ်ချလိုက်ရတော့မလားဆိုတဲ့အထိတွေးမိနေတဲ့အခြေအနေမျိုးမှာဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမဟုတ်ရင်တော့မှတချို့တွေမှာဒီဆက်ဆံရေးကိုငါလိုချင်တဲ့အခြေအနေလေးရအောင်ညှိလို့ရအောင်မလားပြင်ဆင်လို့ရအောင်မလားဆိုတဲ့အတွေးတွေနဲ့နည်းနည်းလေးအတွေးများနေရတဲ့ overthinking ဖြစ်နေရတဲ့အချိန်တစ်ခုထဲမှာပါနေတယ်လို့မြင်ရတာပေါ့လေတစ်ဖက်လူဘက်က feelings ကိုကြည့်ရတဲ့အခါမှာ4 of wands ကကြတယ်နောက်တစ်ခုကEmpress ကကြရတဲ့အတွက်ကြောင့်တစ်ဖက်လူကတော့လေကိုယ့်အပေါ်မှာချစ်ချင်းမြတ်တာရှိတယ်လို့တော့ Venus ထင်နေသိလားကိုကသာ stress များနေရလားတော့မသိဘူးကိုကသာအတွေးတွေလွန်ပြီးကိုကနဲ့ကို overthinking ဖြစ်နေရလားတော့မပြောတတ်ဘူးပေါ့နော်တစ်ဖက်လူကတော့ကိုယ့်အပေါ်မှာချစ်ချင်းမြတ်တာလေးရှိတယ်တန်ဖိုးထားတဲ့စိတ်ကလေးရှိတယ်တန်ရောစင်လေးရှိတယ်ပေါ့နော်အဆင်ပြေမယ်ဆိုရင်သူ့ဘက်ကတကယ်ကိုအတန့်အလေးနဲ့သွားဖို့လဲစဉ်းစားထားတာရည်ရွယ်ထားတာလေးတွေတွေ့ရတယ်ကတ်တေအရာပေါ့နော်ဒါကတော့ပုံမှန်လင်းပြောရင်ဒါ January reading ဖြစ်တဲ့အတွက်ကြောင့်လူတိုင်းနဲ့တော့ကြိုက်ချင်မှကြိုက်မယ်ဒါပေမဲ့ကြာလာတဲ့ကက်အရာကတော့ Venus ကတော့ဒီလိုပဲဟောရမှာပေါ့လေအဲ့တော့ July လထဲမှာကြုံရနိုင်တဲ့အခက်အခဲ challenge တွေဘာရှိလဲဆိုတော့ King of Coins နဲ့ and then Six of Swords ကကြတော့တစ်ဖက်လူနဲ့ maybe ဘာဖြစ်နိုင်လဲဆိုတော့တစ်ဖက်လူနဲ့ကိုယ်နဲ့ကလက်ရှိမှာကချစ်တာတွေမြတ်တာတွေဆိုတာထက်ဆိုင်ရင်အလုပ်ကိစ္စတို့ငွေကြေးကိစ္စတို့ပို့ပြီးတော့အာရုံစိုက်နေရတယ်လည်းဖြစ်ကောင်းဖြစ်မယ် base of the deck က2 of cups ကကြတဲ့အတွက်ကြောင့်မလို့တေတာပေါက်2ယောက်ကြားထဲမှာတန်ရောစင်နဲ့ချစ်ချင်းမြတ်တာတော့ရှိတယ်ဒါပေမဲ့အရင်ကြီး6ပြစ်ကင်တဲလဲစင်ပန်းခင်းလန်းလို့ဖြစ်နေလားဆိုတော့အဲ့လိုတော့မဖြစ်ဘူးတချို့အရာလေးတွေမှာလောကရန်လေးတွေရှိမယ်အခက်ခဲ challenge လေးတွေရှိမယ်ဒါတွေကိုကြော်လွှားနေရတဲ့ကာလတစ်ခုဖြစ်တတ်တယ်လို့ Venus ကတော့မြင်တာပေါ့နော်အဲ့တော့ July လထဲမှာဘာတွေဆက်ဖြစ်မလဲဆိုပြီးတော့ Venus ကြည့်ရဲ့အခါမှာကြာလာတဲ့ကက်က6 of cups ကကြတယ်9 of wands ကကြတဲ့အတွက်ကြောင့်တယောက်နဲ့တယောက်ကြားထဲမှာလေဇူလိုင်လထဲမှာအဆင်မပြေဖြစ်နေတဲ့သူတွေအဆင်ပြန်ပြေလာဖို့ chance လေးရှိတယ်အဆက်အသွယ်ပြတ်နေတဲ့သူတွေအဆက်အသွယ်ပြန်ရလာဖို့ chance လေးတော့ရှိတယ်ဒါပေမဲ့ခုနဖြစ်မှာ Venus ပြောခဲ့သလိုပဲ6ပြစ်ကင်းတဲလဲစင်လုံးဝကြီးပန်းခင်းလန်းလို့ဖြစ်နေမှာမျိုးတော့မဟုတ်ဘူးညှိရနှိုင်းရတာတွေstruggle လုပ်ရတဲ့အရာလေးတွေကတော့ရှိလိမ့်မယ်ဒါပေမဲ့အဆင်ပြန်ပြေလာနိုင်ဖို့ chance လေးတွေကတော့ရှိတယ်သတိထားဖို့ကဘာလဲဆိုရင် past energy သတိထားရမယ်အတိတ်က X တွေပြန်လာပတ်သက်တာမျိုးတွေပြန်လာနှောက်ယှက်တာမျိုးတွေဒါမှမဟုတ်အတိတ်ကပြဿနာတွေကိုပြန်ရှင်းရတာမျိုးလေးတွေကတော့ရှိနိုင်တယ်လို့ပဲ Venus သတိပေးပါရစေအဲ့တော့အဆအဆအရာအဆင်ပြေပါစေလို့ Venus ဆုတောင်းပေးပါ